ဒီငှက်ကသူတို့မျိုးချနိုင်တဲ့အရာအလုံးကိုစားပါတယ်ဒါကတော့ပီလီကန်ဒါမှမဟုတ်ငှက်ကြီးဝင်ပိုးငှက်ဖြစ်ပါတယ်သူတို့ဟာခိုရေကြောင်တွေနဲ့ခွေးပေါက်လေးတွေကအစကပီဘာယာကြွက်ကြီးလိုမျိုးအရွယ်စားကြီးတဲ့တိရစ္ဆာန်တွေနဲ့လူဦးကောင်းတွေအထိအရာအလုံးကိုစမ်းစားသုံးကြည့်တတ်တဲ့တိရစ္ဆာန်လို့လူသိများပါတယ်သူတို့ဒီလိုအရာအလုံးကိုမျိုးချဖို့စူးစမ်းရတဲ့အကြောင်းရင်းကတော့ငှက်ကြီးဝင်ပိုးတွေမှာတခြားနို့တိုက်တဝါတွေလိုအရာတွေကိုကောက်ယူစမ်းသပ်ဖို့ဒါမှမဟုတ်စမ်းသပ်ဖို့လက်တွေဒါမှမဟုတ်ခြေထောက်တွေမရှိလို့ပါစားလို့ရတယ်ဆိုတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဒါမှမဟုတ်တန်တရားဖြစ်ဖွယ်တစ်ခုခုကိုသူတို့မြင်တဲ့အခါစစ်ဆေးနိုင်တဲ့တစ်ခုတည်းသောနည်းလမ်းကသူတို့ပါဆက်ထဲထည့်လိုက်ဖို့ပါပဲအရာဝတ္ထုကခုခံနေရင်ချော်နေရင်ဒါမှမဟုတ်မျိုးချဖို့ကြီးလုံးနေရင်သူတို့အလိုထွေးထုတ်ပစ်ပါလိမ့်မယ်သူတို့ကအရင်ဆုံးစမ်းကြည့်ပြီးမှနောက်ပါလို့ရမလဲဆိုတာဆုံးဖြတ်ပါတယ်ငှက်ကြီးဝင်ပိုးတွေရဲ့နောက်ထပ်အံ့ဩဖွယ်ကောင်းတဲ့အချက်ကတော့သူတို့ရဲ့လက်ချောင်းအိတ်ဖြစ်ပါတယ်အဲ့ဒီအိတ်ကဆက်လွယ်ကြုံလွယ်တာကြောင့်အရွယ်စားပိုကြီးတဲ့အရာတွေကိုမျိုးချနိုင်စွမ်းပေါ်ယုံကြည်မှုရှိစေပြီးသူတို့ရဲ့ပါဆက်ထက်ပိုကြီးတဲ့တိရစ္ဆာန်တွေကိုမကြာခဏစမ်းစားကြည့်တာတို့စိန်ခေါ်ရရှိပါတယ်တငယ်ချင်းတို့ကအပြင်မှာငှက်ကြီးဝင်ပိုးငှက်ကိုမြင်ဖူးကြလားဗျာသူတို့တကယ်ကောအရာအလုံးကိုစားလားဆိုတာမျှဝေပေးသွားကြပါ